မို့ဆိုရှာလို့ဒီပါဖယားနေတဲ့လေးပြရရအဖေနဲ့မိပါငယ်တော့မေးစားချီလာတော့မမေးပါကွာချီလာတော့မမေးပါသွားဆက်ဆက်ပြီးလာဗျာအသက်နဲ့ရင်းနဲ့ဒီအမေဘဝနဲ့ရင်းနဲ့ဒီအဖေညီကိုမောင်နှမတွေငယ်ရည်မိဘနှစ်ပါးပြည့်ချမ်းမာလားဒီအစိုးရပြီးသွားပြီဗျအစိုးပြီးသွားပြီဒီရဲ့အနေထားကြတော့မှတ်တမ်းထဲမှာလဲကြာရှိအောင်ဟုတ်ကဲ့အနီးဝေးပြိတ္တလူကြီးပိုင်းကြတော့ဆိုင်းရဲ့သဘောတရားလေးပေါ့နော်အစိုးကျွန်တော်ကိုကြီးတောင်းထားတာကတော့ရှိတုံးပြီးရှင်တုံးကြီးနော်ဟုတ်သူ့မူရင်းကတော့အားလုံးလည်းတည်ပြီးသားပါခင်ဗျာမှန်ပါဗျာမြမတန်တင်သချင်းလေးပါခင်ဗျာဟုတ်ကဲ့မြမတန်တင်သချင်းကိုကျွန်တော်ကနောက်ပိုင်းနောက်ချီတီးတော့မှာဆိုတော့ဗလာဆိုင်ရဲ့အရာသာလေးရောပါအောင်ပေါ့ခင်ဗျာဟုတ်မူရင်းပိုင်ရှင်ကမြင်းညံမျိုးကဗိသိက်စီကဦးဝင်းနိုင်ရဲ့သချင်းပါခင်ဗျခေတ္တဝင်းလာခေတ္တဦးဝင်းနိုင်ရဲ့သချင်းပြောမယ်ဆိုရင်သချင်းကတနိုင်ငံလုံးကိုပေါက်သွားတယ်ပေါ့ခင်ဗျာရှင်းမစားသွားတာဒါမချဘူးတဲ့လူမရှိဘူးပေါ့ခင်ဗျာဟုတ်တယ်ဒီသချင်းလေးကိုဗလာဆိုင်ရဲ့အရာသာနောက်ပိုင်းနောက်စီကြဦးနေရဲ့တားရဲ့ဘဘဂီတဂျေဒီဘဘစိန်လူဝင်ကဒီလိုတီးချွင်းထားတယ်ခင်ဗျဟုတ်ဗလာဆိုင်ရဲ့အရာသာနော်ဟုတ်ကဲ့စီတုံးပေးရှင်တုံးကြီးတီးကြည့်မယ်ခင်ဗျအဖေနဲ့မိပါနေတော့မေးစားချီလာတော့မမိပါတော့ချီလာတော့မမိပါတော့ဆက်ဆက်ပြီးလာဗျာအသက်နဲ့ရင်းနဲ့ဒီမေးဘဝနဲ့ရင်းနဲ့ဒီဖေးဤကိုမောင်နှမတွေတကယ်ကြီးနေမိဘနှစ်ပါးပြည့်ချမ်းပါလားခုဒီဗီအားပေးတာရန်ဝမ်းသာပါတယ်ခင်ဗျနော်ကျေးဇူးဆက်ချင်တာပါတစ်ပိုက်ပဲရှိတယ်နှစ်ပိုက်ကြံနေတယ်ဟုတ်ကဲ့နှစ်ပိုက်ပြီးမှဟုတ်ကဲ့နှစ်ပိုက်ပြီးမှကမယ်ဟုတ်ကဲ့ကြိုင်ဒါလေးရတော့အစိုးသဘောလေးပါမိဘကျေးဇူးမြင့်မို့ဦးဆိုရိုးရှိတာအားလုံးသိပါမိဘရဲ့ကျေးဇူးတရားကိုဒါဦးနီရဲ့ဟုတ်ရှိတုံးမင်းရှင်တို့ကြီးနော်ပထမပိုက်ပါခင်ဗျအချင်းစာလာတွေခင်ဗျားတို့လည်းကြားလိုက်ပါတယ်ခင်ဗျာဟုတ်တယ်ဗျာမိဘကျေးဇူးပြုဖို့ဆိုရရှိတာလို့ဒီပါဟုတ်တယ်မိဘကျေးဇူးကမြင့်မို့တောင်မကကြီးတယ်လို့ကြီးမားတယ်ခင်ဗျားတို့လည်းအသိဆုံးပါခင်ဗျာဟုတ်တယ်ချင်းစာသားကဒီသဘောရေးထားတာဟုတ်ဗျာသိတယ်လေမိဘကျေးဇူးဆက်လုပ်ကုန်သလားလို့မေးတယ်မကုန်နိုင်ဘူးတဲ့မကုန်ဘူးမှန်တကယ်ပဲဒါမိဘကျေးဇူးဘယ်တော့မှဆက်လို့မကုန်ဘူးဟုတ်တယ်ဟိုဘက်ကဖွဲ့အခုမှရွာနေဒီအဖွဲနဲ့အဲ့ဒီရွာတဲ့ဖွဲ့ကတို့ဖွဲ့နေနော်ရောက်တယ်ရခေါ်စောပြောလို့သားပြောနေတယ်တက္ကသိုလ်အောင်ဆိုင်ကမိဘကျေးဇူးအကြောင်းပြောနေတာကိုနေရဲ့လေလူရှင်တော်ဆိုတော့ပြောလိုက်မိဘကျေးဇူးရှိရဒီပါဖယားနေတဲ့ဒီကိန်းနဲ့ကြတယ်ရအဖေနဲ့လူလုံးဗျာရောက်ခမ်းမှာပါဖွေနဲ့အမေရောက်ခမ်းမှာလည်းကျေးဇူးကြီးလာတော့ပေါ့ဘာဖြစ်လို့ကြီးလဲရောက်ခမ်းမှာကျေးဇူးကြီးမင်းဆက်အဖေနဲ့အမေမယူရင်တော့ဒီလိုပဲကြောက်ပြရတာပဲအနန္တောအနန္တ၅ပါးလေးမှာတပါးပါဝင်ပေါ့ခင်ဗျာဟုတ်တယ်ငယ်တော့မေးစားကြီးလာတော့မမေးကွာဆက်ဆက်ပြီးလာဗျာအသက်နဲ့ရင်းနဲ့ဒီမေးဘဝနဲ့ရင်းနဲ့ဒီအဖေအမိဒီကအသက်ကိုရင်းပြီးငွေးခဲ့တာနော်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စောက်ထဲမှာဖတ်ဘူးတယ်ခင်ဗျကိုဝင်ဆောင်ထားတဲ့မိခင်တွေကတဲ့တနေ့ကိုတင်းချိုင်းကုန်းကိုမျက်စောင်းသုံးကထိုးတယ်လို့ကျွန်တော်စောက်မှန်မယ်
ဖတ်ဖူးတယ်ခင်ဗျ အနေရည်ပေါ့နော် အန်ဒီယေဒီဂျလာတယ်ဗျ ဘယ်လိုပါလဲခင်ဗျာ စီလုံးလေးပြီးကြပါရှင်လုံးလေးကြည့်ကြပါတရားမကိုပြမနေနဲ့အပြင်းမီတွေတိတ်ခါကြတယ်တိတ်ခါကြတယ်စီလုံးလေးပြီးကြပါရှင်လုံးလေးကြည့်ကြပါတရားမကိုပြမနေနဲ့အပြင်းမီတွေတိတ်ခါကြတယ်တိတ်ခါကြတယ်လူကြီးကြည့်ဒီမရလေးရောက်အောင်အဝိစာလေးတွေရှောဖို့ပါဗျာတခါတလေလက်ဆုံစားပါဘုမင်းဆွမ်းမိပါတွေတော့မရှိမကိုမဲ့စားစီလုံးချီလို့စီလုံးပြီးပါမိဘချီသူနေမို့စဖူအောင်လေးစကြပါတော့ဗျာကဲဒုတိယပိုင်းလေးကြတော့အတီးလေးတစ်မျိုးပြောင်းကြည့်မယ်နော်စိုးစိုးပထမပိုင်းနဲ့မတူတော့ဘူးခင်ဗျဒုတိယပိုင်းလေးကြတော့အဖြတ်တောက်လေးနဲ့ဒီလိုကြိုးစားအောင်မယ်ဗျ ဘယ်လိုပါလဲ ရှီတော့လေ ဖြတ်တောက်လေဟုတ်ပါ ဆိုင်းရဲ့သဘောတရားပါခင်ဗျ ဟုတ်တယ်ဗျ ရန်ဒီရုံဗျ ဟုတ်ပါစီလုံးလေးပြီးကြပါရှင်လုံးလေးကြည့်ကြပါတရားမကိုပြမနေနဲ့အပြင်းမီတွေတိတ်ခါကြတယ်စီလုံးလေးပြီးကြပါရှင်လုံးလေးကြည့်ကြပါတရားမကိုပြမနေနဲ့အပြင်းမီတွေတိတ်ခါကြတယ်မဝေးကြီးကြည့်ဒီပါရလေးရောက်အောင်အဝိစာလေးတွေရှောဖို့ပါဗျာတခါတလေလက်ဆုံစားပါဘုံမင်းဆွေးပြီးပါတွေတော့အစီမကိုမဲ့အစစီလုံးချွေးလို့စီလုံးပြီးပါမိဘချင်းမြေဖို့စဖူးတော်လေးဆက်ချပါ